နာမည်ကတော့မြို့ထက်ကျော်ပါကျွန်တော်အခုလက်ရှိကတော့ CDCI ရဲ့ Civil Engineering Final Year Program ကိုတက်ရောက်နေတယ်ကျွန်တော်ဒီအတန်းကိုမတက်ခင်တော့ GDI မန္တလေးကိုတက်ရောက်ပြီးစီးခဲ့ပါတယ်ကျွန်တော်နာမည်ကတော့ညီငင်းချင်းဖြစ်ပါတယ်ခင်ဗျ2022မှာ Civil Engineering HND ပြီးတာပြီးတော့အခုလက်ရှိ CDCI မှာCivil Engineering နောက်ဆုံးနှစ်ပွဲတန်းကိုတက်ရောက်နေပါတယ်ခင်ဗျကျွန်တော် GDI အနေကြောင်းပြီးတော့ Civil Engineer အနေနဲ့2နှစ်လောက်လုပ်ငန်းခွင်ဝင်ခဲ့သေးတယ်လုပ်ငန်းခွင်မှာကျွန်တော်သိခဲ့ရတာကဒီ Engineering Industry က Background Education ကောင်းကောင်းရှိထားမှဒီရှေ့မှာရပ်တည်ဖို့အဆင်ပြေမယ်ဆိုတာကျွန်တော်သိတယ်အဲကြောင့်မလို့ဒီကျွန်တော်ဘွယ်တန်းတက်ဖို့အကြောင်းတွေလိုက်ရှာတယ်ဒီအကြောင်းတွေထဲမှာ CDCI ကဒီအကြောင်းပြီးရင်ဘွယ်ရဖို့အခွင့်အရေးပြင်ကျွန်တော်တို့ဂျပန်မှာသွားပြီးတော့ Civil Engineer အနေနဲ့လှုပ်ကန်နိုင်ဖို့အကြောင်းကပါစီစဉ်ပေးမဲ့အစီအစဉ်ရှိတာကြောင့်မလို့ပေါ့နော်ကျွန်တော်ဒီဟာကိုရွေးချယ်ခဲ့ပါတယ် CDCI ရဲ့ Final Year Program ကိုရွေးချယ်ရတဲ့အကြောင်းအရာတော့ကျွန်တော်တက်ရောက်နေတဲ့အချိန်မှာ Industrial Relevant ဖြစ်တဲ့ knowledge တွေရလိမ့်မယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းခွင်ဝင်နိုင်အောင်လည်းအထောက်ပံ့ပေးလိမ့်မယ်လို့ယုံကြည်လို့ပါခင်ဗျာဘွဲရပြီးတဲ့နောက်ပိုင်းမှာဂျပန်နိုင်ငံအထိသွားပြီးတော့ Engineer တယောက်အနေနဲ့အလုပ်လုပ်ကိုင်နိုင်ဖို့အခွင့်အရေးရှိတာကြောင့်ကျွန်တော်ရဲ့ရှေ့ဆက်အလုပ်ကိုင်ခွင့်လည်းအတွက်တည်ကြတဲ့အတွက်ကြောင့်ကျွန်တော်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့အားလုံးသေချာစီစစ်သုံးစွဲနေရတဲ့အချိန်မှာကျောင်းလောကအပေါ်မှာ CDCI ဘက်ကနေပြီးတော့ study grant တွေစီစဉ်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့စာသင်ကြားမှုပိုင်းမှာစိတ်ပစီမှုရောနဲ့သွားစီရလို့ခံစားရပါတယ်မိသားစုဘက်ကလည်းကျောင်းလောကအပေါ်ဈေးရိတ်နဲ့ပဲတောင်းယူရတဲ့အတွက်မိသားစုပေါင်းမှာဝန်ပေါ်သွားတယ်လို့ခံစားရပါတယ်ခင်ဗျကျောင်းလောကနဲ့ပတ်သက်ပြီးတော့လည်း CDCI ဘက်က study grant စီစဉ်ပေးရကြောင်းမလို့မိဘတွေအတွက်လည်းဝင်တစ်ခုပေါ့အကြောင်းမလို့ရွေးချယ်ဖြစ်ခဲ့ရပါဘွဲရပြီးတော့ရင်ဂျပန်နိုင်ငံမှာ engineer တယောက်အနေနဲ့အလုပ်လုပ်ကိုင်ဖို့အတွက်လုပ်ငန်းခွင်မှာပြောဆိုဆက်ဆံရမှာအဆင်ပြေပြောဆိုဆက်ဆံနိုင်အောင်လိုအပ်တဲ့ဂျပန်ဘာသာစကားရယ်လုပ်ငန်းခွင်မှာလိုအပ်တဲ့ software တွေအတွက်သင်တန်းတွေတက်ဖို့စီစဉ်ထားပါတယ်ခင်ဗျာကျွန်တော်ကဒီဇိုင်းပိုင်းကိုစိတ်ဝင်စားတဲ့အတွက်ဒီဇိုင်း engineer တယောက်အနေနဲ့ဂျပန်မှာအလုပ်ဆက်လုပ်ချင်ပါတယ်ခင်ဗျာကျွန်တော်က CDCI ကနေဘွဲရပြီးတော့ရင်တော့ကျွန်တော်ကစီစဉ်ပေးတဲ့အတိုင်းဂျပန်မှာသွားပြီးတော့ Civil Engineer အနေနဲ့လုပ်ကန်နိုင်ဖို့ကျွန်တော်ပြင်ဆင်မယ်အဲ့တော့ဒီကနေတခါလေးလိုအပ်တဲ့ဂျပန်ဘာသာစကားတွေဒီသက်ဆိုင်ရာ engineer နဲ့ digital tools တွေကိုကြောချင်းတခါလေးသင်သွားဖို့အတွက်အစီအစဉ်ရှိတယ်ဒါကနောက်တစ်ချိန်ကျရင် international မှာcivil engineer တယောက်အနေနဲ့ရပ်တည်နိုင်ဖို့တကယ်လားလာရှိတဲ့ခြေလှမ်းတစ်ခုဖြစ်တာကြောင့်ကျွန်တော်ပြင်ဆင်ဖို့လည်း motivation တွေရှိနေပါတယ်